Saya misalnya alung mengkelanya jam apa ya? Tiga ni ada, nak tahu ni, nak sen nak cakup, jual lah, tahu ya. Budak ini nya saya like season ni siapa deh? Tiga ni season ada, ngajun sada sih, siasa apa? Ingkar tata ni miaya ye, buat kenal ku, hobi hobi me season ni siapa deh? Aku hobi ni deh season korang, nyata Sina iku kan aceh di ni nak jawab na, kau nak ibadah kita na. Sina iku ni aceh ni mahu aceh ada ni ni luar ting sang ni sih deh, ni ada biar ni na. Sina iku kan jojo aceh kan mah sia nyata hobi ni deh, nak season ni siapa deh. So, aceh apa? Ngaceh, mimi bacaan leti je na solusi na, mimi ye Myanmar mui ku ni ko kon ni siapa. Jadi mimi bacaan leti ama siapa deh? Aceh apa ngaceh, apa ya siapa? Ingkar tata mimia ye, buat kenal ku hobi hobi macam pada saya misteri mah, ngajin jasa buat ingkar tata mi pasti ni, ku ye buat kenal ku tisi naibu, biasa naibu, senjen naibu, so bido, mesti asyik tapi bido siaga nyati, hobi hobi ni lah siapa deh, ku ye buat kenal diri, ku tidak kamah, kau ni cili mah, mian di siap meh, kau ni cili mah, pian bido, pukman di siap meh, dah solusi, soalan ni kamah buat kenal soalan kamah, kali di nera bu. ကိုလန်ကောင်းမှန်းမသိစူမှန်းမသိရှောက်လန်းတဲ့ခါမှာတခါကြရင်အခက်အခဲတွေကြုံရတတ်တယ်အကြောင်းမျိုးကြောင့်အဆင်မပြေဘူးတွေကြုံရတတ်တယ်ကိုကမကောင်းတဲ့အချိန်မှာထသွားနော်ထိုင်နေကောင်းတာထသွားမှကျူးမှသိဆိုတခါကလောကကြီးအတူဖြစ်တတ်တယ်ပေါ့ကိုကကိုကံလန်းဒီမကောင်းတဲ့အချိန်မှာကိုကယင်းဒီမြုပ်နှံမှုတွေလုပ်တာတို့ဘာလို့ဆိုရင်အဲ့ဒီမှာအလွယ်လွယ်ချွတ်ချွတ်တွေဖြစ်ကုန်အကြောင်းမို့ကိုရဲ့ဘဝကံလန်းတွေကဘယ်ချိန်မှာကောင်းနေတယ်ဘယ်ချိန်မှာမကောင်းဘူးလေဒါဆိုငါဘာလုပ်တင်လဲဒါလေးကိုသိရှိနေအောင်လို့ဆရာမိတ်ဆွေတွေကိုဇာခေါ်ပြောပြတာဖြစ်ပါတယ်ဒါကတော့ဆရာတို့က လူတယောက်ရဲ့ဘဝကံနဲ့ဟောပြောခြင်းဖြစ်တယ်အပြင်မှာဆိုလို့ရင်ခီးသွားတဲ့ခါမှလို့ပေါ့နော်ကိုခီးတစ်ခုသွားပြီဆိုရင်ကိုမသွားဘူးတဲ့ခီးသွားမှဆိုရင်ကိုကဘယ်သူမှလည်းမမေးရမ်းသွားမှဆိုရင်တစ်ချက်ကြမ်းကြမယ်နှစ်ချက်လမ်းမှတ်တတ်တယ်ပေါ့လမ်းမှရင်ကိုသွားချင်တဲ့ခီးမရောက်တော့ဘူးပေါ့နော်အကြောင်းမို့ကိုမရောက်ဘူးတဲ့ခီးသွားရင်တော့မှကိုကမေးမြန်းစုံစမ်းပြီးမှသွားရင်တစ်ချက်လမ်းမှားမှုတွေမဖြစ်နိုင်ဘူးကြမ်းကြမ်းမှုတွေမဖြစ်နိုင်ဘူးအဲ့လိုပါပဲဘဝကံလမ်းလေးကလည်းကိုကမသိရှိတဲ့ခါကျတော့ကိုကောင်းမှမသိဆိုးမှမသိအဲ့ချိန်မှာကိုကလုံးတင်တာနဲ့မလုံးတင်တဲ့အချိန်လေးမမှန်စားတဲ့ခါကျကိုရဲ့ဘဝမှာအခက်အခဲလေးတွေအများကြီးကြုံရတယ်ဒါကြောင့်မို့မကြုံတွေ့ရအောင်တစ်ချက်နှစ်ချက်ကိုရဲ့ကလေးလေးတွေမွေးဖွားလာမှဆိုဒီလိုအကျွင်းလေးတွေကတော့ဒီလိုအချိန်မှာမွေးတော့မကောင်းဘူးကောင်းတယ်သိရှိနိုင်ဖို့အတွက်နော်ဘယ်လိုအကျွင်းနှစ်တွေမှာဘယ်နည်းသားသမီးတွေမွေးဖွားတဲ့လဲဆိုတာလေးတွေကိုသိရှိနိုင်ဖို့အတွက်ဆရာကလက်ရှိဆရာမိတ်ဆွေတွေရောနောက်တက်လာမယ့်အနာဂတ်ကလေးတွေအတွက်ပါကြီးမှန်းပြီးတော့ကြီးမျှော်ပြီးတော့ဟောပြောပေးနေတာဖြစ်ပါတယ်ဆိုတော့ ငါကျွင်းရာဇဘွားအင်္ဂါတသမီးများဘွားကနံဖြတ်တန်းတဲ့ခါမှာစတင်မွေးဖွားတဲ့အချိန်ကစ25နှစ်တာကာလဘွားကနံလေးကကောင်းလားဆိုးလားဆရာပြောနေကြတယ်လမ်းလေးကောင်းလားလမ်းလေးဆိုးလားဆိုရင်တစ်ချက်ကံကောင်းလားမေးရင်အဖွားအဖြစ်တော့ရာဇဘွားနော်ဆိုတော့ရာဇဘွားဒါလေးပြန်ပြောဦးမယ်အထွန်းဘွားတိုက်ဘွားရာဇဘွားအတိပတိဘွားဘာသာလေးကောင်းနေရာထဲမှာပြောကြတယ်နော်ဘင်္ဂဘွားနဲ့ပတိဘွားဘာသာလေးညံ့နေဒါလည်းအရာထဲမှာပြောကြတာပါပဲပညာရက်နဲ့ပြောမှဆိုရင် ဖွားတာကောင်းခြင်းမကောင်းခြင်းဒီအဓိကမကြောက်ကိုဘွားကံလည်းဖြတ်တန်းနဲ့အချိန်မှာကောင်းခြင်းမကောင်းခြင်းကပဓာနာအဓိကကြအဲကြောင့်မို့စာတို့ကအဓိကကြတဲ့ဘွားကံလည်းဟောပြောပေးခြင်းဖြစ်တဲ့ဆိုတော့ရာဇဘွားစတင်မွေးဖွားတဲ့အချိန်စပြီးတော့25နှစ်တာကံကောင်းလားကံဒီကောင်းပါလေရာဇဘွားဆိုတဲ့ကံဒီကောင်းတယ်ဘယ်တော့ကောင်းတာလဲတရားမှာ80လောက်ကောင်းတယ်ဒါဆိုတော့မဆိုတော့စမ်းပွဲဆိုဘုံဂုံနီးမှတော့ရတာမယ်နော်ကံဒီကောင်းနေတဲ့ကံတော့မှဘာလီပါအောင်25ဆိုတော့ ကျမ်းမာရေးတွေပါလာမယ်ပညာရေးတွေပါလာမယ်အလုပ်ကိုင်တွေပါလာမယ်အိမ်တော်ရေးတွေပါလာမယ်ဆိုတော့နံပါတ်1ကတော့အဓိကကြတဲ့ကံကောင်းပြီဆိုရင်ငွေခံလေးရောကောင်းလာတဲ့ကံရင်တော့မှငွေလေးကချိတ်ထားတာဘူးနော်ကံကောင်းတဲ့ခါမှာအချက်3ချက်နဲ့တတ်မှတ်တယ်ကိုကံကောင်းရမယ်ငွေကံကောင်းရမယ်အလုပ်ကံကောင်းရမယ်ဘာတစ်ခုရက်တည်တဲ့ခါမှာပြီးတော့မှအိမ်တော်ရေးတို့အချီရေးတို့ပညာရေးဆိုတာနောက်မှထားတာအဓိကမင်းဒီကိုကံကောင်းရမယ်နံပါတ်1အ
အလုတ်ကန်ကောင်းရမယ်ငွေကန်ကောင်းရမယ်အဲ့ဒီ၃ချက်ထဲမှာမှ2ချက်လောက်ကောင်းအဆင်ပြေတယ်2ချက်တော့ပြည့်တော့အဆင်မပြေအဲ့တော့ကန်တော့ကောင်းနေတဲ့ဆိုတော့ငွေကန်လေးရောကောင်းတာငွေကန်လေးလည်းကောင်းနေဘယ်လောက်ကောင်းတာလဲ60လောက်ကောင်းဒါကြောင့်ဆိုသေးဘူးပေါ့ဆိုတော့ကိုကန်လည်းကောင်းတယ်ငွေကန်လေးလည်းကောင်းတယ်ဆိုတော့ဟောအလုတ်ကန်ရောကောင်းတာအလုတ်ကန်လေးကတော့တအားကြီးတော့မကောင်းဘူးတဲ့ကိုလှုပ်ချင်တဲ့ပုံစံလေးတော့ကိုလှုပ်ချင်တဲ့အလုတ်လေးတွေတော့မလှုပ်ရတတ်သေးဘူးပေါ့နော်အဆင်ပြေတဲ့အလုတ်အလင်းတင်းတဲ့အလုပ်လေးမှာဝင်လုံနေရတဲ့အချိန်ပေါ့25ဆိုတော့ဒါတော့ပဲရှိဦးမှာပေါ့နော်25ဆိုတာကိုယ့်ဘက်ကိုတအားကြီးမှမရက်တည်နိုင်ကြဆိုတော့ဒါလိကတည်းကတိတ်တော့ပြဿနာတော့မရှိနိုင်ဘူးနော်ဆိုတော့တိုးတော့လည်းအဲ့မှာအဓိကကြားတဲ့ဟာပညာရေးပေါ့ပြီးရင်ကျမ်းမာရေးပေါ့ဆိုတော့ကျမ်းမာရေးတဲ့ကျမ်းမာရေးတွေကတော့နည်းနည်းလေးဟိုဟာဖြစ်လက်ဒီကနည်းနည်းရှူချက်တဲ့နဲ့သူကနော်အနေတော့မရှိဘူးတဲ့ကျမ်းမာရေးတွေအနေနဲ့ရှူချက်တတ်တယ်နော်ငါးကျွင်ရာဇဘွားအင်္ဂါတာသိပြီနော်ကျမ်းမာရေးတွေဟိုဟာဖြစ်တဲ့ဒီကဖြစ်လက်အဲ့ဒီဖြစ်တတ်တယ်ပညာရေးတဲ့ပညာရေးကံကလည်းကောင်းနေဒါဆိုရင်တော့မစိုးပါဘူး25နှစ်မှာကိုယ်ကံလည်းကောင်းတယ်ပညာရေးကံလည်းကောင်းတယ်အလုပ်ကံဒီဘေးဘက်တောင်25အလုပ်လုပ်ချင်လည်းလုပ်မယ်လုပ်ချင်မှလည်းလုပ်မယ်တိုးတော့လည်းပညာရေးကမတင်လို့မရတဲ့အတွက်ပညာရေးကံလေးကောင်းတဲ့အတွက်ကိုပညာကျူးတဲ့ခါမှာအတိုင်းအတာတစ်ခုဒီကိုအဆင်ပြေမယ်ကိုကံလေးကောင်းတဲ့အတွက်ကိုလှုပ်ရှားတဲ့ခါမှာလည်းအဆင်ပြေတယ်ငွေကံလေးကလည်းတင်တယ်ဆိုတော့ဘာပဲပြောပြောကံကောင်းတယ်လို့ပြောလို့ရတာပေါ့နော်ကံကောင်းတယ်အလုပ်ကံလေးအားနေတာပြဿနာမရှိဘူးဒါလေးကပြင်လိုက်ရင်အဆင်ပြေသွားနိုင်တယ်အဓိကတော့ပြီးသွားပြီဆိုတော့အချီရေးကံနဲ့ကောင်းနေတယ်။ဘာပဲပြောပြော25နှစ်မှာတော့ချစ်သူခင်သူပေါ်တယ်ပေါ့နော်1500လည်းပဲချစ်928လည်းပဲချစ်အချီရေးကံကောင်းရင်အားလုံးကောင်းတာပဲ။ကောင်းတယ်။အိမ်တော်ရေးကံကောင်းလားတဲ့အမျိုးသမီးတွေအိမ်တော်ရေးကံကောင်းပါတယ်တဲ့အမျိုးသားတွေကလည်းအိမ်တော်ရေးကံကောင်းနေတဲ့ဒါကောင်းတဲ့အကြောင်းလေးပြောပြတာနော်25အတွင်းတော့အိမ်တော်မပြုကြနဲ့ငယ်ငယ်ရွယ်နဲ့အိမ်တော်ပြီးဘောကပြင်ဖက်နေတိုးတော့လေခြေကျော်လက်ချော်များအိမ်တော်ကျသွားတော့25နှစ်အတွင်းမှာတော့အိမ်တော်ကြီးကံလေးကောင်းနေတယ်အဲ့လိုပဲကောင်းခြင်းလေးတွေများစွာတဲ့မှာအားနည်းချက်ပြောပါဆိုလို့အလုတ်ကံလေးပဲအားနည်းတယ်အဲ့လို25နှစ်ကတစ်ခုဘက်ကိုဆက်သွားမယ်30နဲ့5ဆက်လက်ဖြတ်တန်းတဲ့ခါမှာဟောတဲ့ဒီ5ကျွင်းရာဇဘွားအင်္ဂါတတမိတွေကဘွားကလန်ကောင်းနေသေးတာလားဆိုတော့ကောင်းနေတဲ့ကံလေးအားလေးနည်းနည်းတော့ကျသွားတယ်တဲ့25ကျော်တော့ကံလေးနဲ့ကျဗျာများလာတယ်25အတွင်းကကိုတို့ချင်းတဲ့ပုံစံလေးတွေကပုံဖော်တော့လေကိုတို့ရဲ့အကျိုးလေးတွေကခံစား권တွေနဲလာတယ်ညံ့လာတင်တော့အကျကိုက25နောက်ပိုင်းမှာ35အတွင်းမှာကိုယ်ကံလေးကောင်းအောင်ပြင်ဖို့လိုပါပြီကိုယ်ကံလေးကောင်းပြီဆိုရင်ဘာပဲပြောပြော25အတွင်းကအရှိန်လေးတိုင်သွားနေမှာပေါ့နော်အဲတော့ကံလေးအားလေးနေတာနည်းနည်းငယ်ဖြာများလာတယ်ဆိုတော့ဟုတ်ပြီအဲကျတော့ငွေကံရောကောင်းသေးတာငွေကံလေးကပါကျသွားတယ်တဲ့နော်အဲကြောင့်မို့ဟို25ဒီ35အတွင်းမှာတော့ကိုယ်ကံလေးကျတော့ငွေကံလေးကျတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ငွေရတိုးမလာဘဲနဲ့ကိုယ်ရှိတာတွေရွတ်သွားတတ်တယ်ပေါ့ဒီသဘောပြောတာနော်ဆိုတော့အလုတ်ကံရောကောင်းမလားအလုတ်ကံကတော့ကောင်းသွားပြီအလုတ်ကတော့တစ်ခုခုချိတ်မိသွားပြီပေါ့25အတွင်းတော့လုတ်လာခဲ့တဲ့အစာပြုတ်ကတွေကအလုတ်တော့အဆင်ပြေသွားပြီတိုးတော့လည်းအလုတ်လုပ်ပြီးတော့ငွေမရတာတို့ငွေမပေါ်တာတို့ငွေတွေမြုပ်နေတာတို့အဲ့လိုဖြစ်တယ်နော်ဒါလေးကိုအကြောက်ကိုကဘာလို့မလဲ25ကျော်တာနဲ့ကိုယ်ကံလေးကောင်းအောင်ပြင်မယ်ငွေကံလေးကောင်းအောင်ပြင်မယ်အဲ့ဒီငွေကံလေးကောင်းအောင်ပြင်မှာအိမ်တော်မကြသေးဘူးဆိုအချီးကံလေးကလည်းကောင်းတယ်လုံးဝင်အချီးသေးကပါ25တွင်တော့ချစ်သူခင်သူပေါ်တော့25တောင်အချီးကံလေးကခီးလာတယ်ချစ်သူခင်သူလေးတွေကမရှိတော့ဘူးကိုကလည်းချစ်မယ်လည်းကြံရောကိုပြစ်သွားရောဆိုတော့နော်သတိသားချင်းနှလုံးသားတန်းလမ်းကြောင်းက25လဲကျော်ကျွန်းသွားတယ်ဆိုတော့ဗဒန်နေကျွန်းသွားတယ်10နှစ်ကျွန်းသွားတယ်ဆိုတော့ဟုတ်ပြီအဲဆိုတော့အိမ်တော်ကြခဲ့ရင်ဟောတဲ့ဆိုတော့အမျိုးသမီးတွေကအမျိုးသားတွေကနှစ်ယောက်စလုံးနော်25တွင်မှာအမျိုးသားရောအမျိုးသမီးရောအိမ်တော်ကြခဲ့မှာဆိုအိမ်တော်ကြီးခံနေတော့ကောင်းတယ်ဆိုတာပြောခဲ့တယ်နော်အဲ့25ကျော်တော့တကယ်ပြုရမယ်အချိန်ကျတော့အိမ်တော်ကြီးခံကြီးကကြာသွားတယ်အမျိုးသားရောအမျိုးသမီးရောကြားတဲ့ခါမှာဘယ်လိုပုံစံလေးကြားတာလဲတဲ့အမျိုးသားတွေကကြတော့ဟိုကြားတဲ့ပုံစံလေးကရံပေါ်တယ်ရံများတယ်ပေါ့တစ်ချက်ချက်ဖြစ်တာပေါ့နော်ကွဲတာကွာတာကိုတော့အကြောင်းမပြထားဘူးရံပေါ်တတ်တယ်ရံများတတ်ဆိုတော့ကိုကဟိုပျော်ကျင်လို့အိမ်တော်ပြုမှတစ်ချက်ချက်ဖြစ်နေတဲ့ပုံစံလေးဖြစ်နေတာပေါ့နော်ဒါအမျိုးသားအမျိုးသမီးတွေရောတဲ့အမျိုးသမီးတွေကလည်းဟိုပြောနေကိုကတော့စာရဖြောင်းပြုပျော်ရွှင်စရာကောင်းတဲ့အိမ်တော်တစ်ခုတည်ဆောက်တဲ့တိုးတော့လေအဲ့ဒီပုံစံလေးကကိုလိုချင်တဲ့ပုံစံလေးကမဝင်သွားဘူးကွဲတဲ့ကွာချင်းကိုမပြဘူးတိုးတော့လေအိမ်တော်ကြီးနဲ့ပတ်သက်ရင်တောကတွေဖြစ်နေရတာပေါ့နော်တခုမဟုတ်ဘူးမကျေနပ်တာတို့ဟုတ်ကိုဖြစ်ချင်တော့မဖြစ်တာတို့ဒီအကြောင်းတွေပေါ်လာတာပေါ့နော်အဲကြောင့်မို့အမျိုးသားရောအမျိုးသမီးရော25မှ35တွင်မှအိမ်တော်ကြီးခံလေးကြာသွားတယ်တက်နိုင်တော့35ကျော်မှအိမ်တော်ပြုမှအဆင်ပြေမနဲ့တူတယ်နော်အဲ့လိုနဲ့ပဲဆိုတော့25 35ကျမှအားနည်းချက်ဒီနဲ့သွားရနော်အားနည်းချက်တွေကဘယ်လောက်အားနည်းသွားလဲဆိုရင်ကံရဲ့အကျိုးတွေမရတော့တာပြောလားကံအကျိုးက40ယူတာဆိုကိုယ့်ရဲ့ကျိုးစားအထုံးမှုရဲ့အတီးပွင့်ဒီ60ပဲရတော့မယ်40မရတော့ကိုယ့်ဘက်မှာတော့ဘာပဲပြောပြော80တို့80တို့ကိုယ်ကံနေတာကံညာဝတိက3ပါလုံးကျိုးစားမှဆိုရင်90လည်းယူလို့ရတာပေါ့နော်25အတွင်းမှာဆိုတော့တကယ်အလုံငန်းဝင်တဲ့ချိန်မှာအားဒီပြကိုယ်ကံလေးပြင်တော့တက်တာမယ်ကံလေးမပြင်လို့ရှိရင်တော့40အပြတ်ခံရမှာပဲနော်အဲတော့60ဆိုတော့
စားလို့တော့လို့အဆင်ပြေတယ်တိုးတော့လေပိုရှံမှုတွေမရနိုင်ဘူးပေါ့အဲ့လိုနဲ့ပဲ35ခုလောက်ဆက်သွားမယ်54ဆက်လက်ဖြတ်တန်းတဲ့ခါမှာဟောတဲ့ငါကျွင်ရာစဘွားအင်္ဂါတကန်ကောင်းပြီလားကန်ကောင်းပြီလားဆိုကန်လေးပြန်တက်လာတယ်ကန်လေးပြန်တက်လာပြီဘယ်လိုတက်လာတာလဲ25အတွင်းကလို့တက်လာတယ်ဒါဆိုတော့မဆိုသေးဘူးပေါ့နော်25ကန်လေးတက်လာတယ်တဲ့ကန်တော့မှဘာပါလာတယ်တဲ့ငွေကန်မှာကောင်းလာတယ်ဆိုတော့တကယ်လို့အိမ်တော်တွေမကြခင်အချီးကန်နဲ့ကောင်းနေတော့မယ်ဒါဆိုတော့ဘာပဲပြောဟိုအိမ်တော်မကြခင်အချီးကန်တွေကောင်းနေတော့ဟိုအပြည့်ဖြစ်ကန်ဒီမှာအချီးကန်ကောင်းတာပေါ့နော်ဆိုတော့ကိုကန်လည်းကောင်းနေတယ်ငွေကန်လည်းကောင်းတယ်အချီးကန်လည်းကောင်းနေတယ်အလောက်ကန်ကလည်းကောင်းလာပြီဒါဆိုရင်တော့ तू က35ကနေ54ဆိုတဲ့ကာလမှာဒီထာတာရှင်တွေကကံညာဝိတ္တကသုံးပါလုံးကျူးစားဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင်တော့ဘဝမှာအောင်မြင်ဆုံးအချိန်လို့တော့ပြောလို့ရတယ်နော်ကံကပြီးတဲ့အချိန်ပေါ့ကိုကယူမယ်ဆိုရင်ယူလို့ရတဲ့အချိန်ပေါ့ဆိုတော့အဓိကမင်းဖြစ်တဲ့ကံအလုံးငွေအားလုံးကောင်းသွားပြီဆိုတော့အရှိရကံလည်းကောင်းသွားပြီတော်တော်လေးအိမ်တော်ကြီးကံကြီးရောကောင်းလာတယ်အမျိုးသမီးတွေအိမ်တော်ကြီးကံကြီးကောင်းတယ်ဘာမှပြဿနာမရှိတော့ဘူး35လဲကျိုးလာရောအမျိုးသမီးတွေကအိမ်တော်ကြီးကံကြီးကောင်းလာတယ်တော်တော်လေးအမျိုးသားတွေကအိမ်တော်ကြီးကံကြီးအားကျသွားတယ်အမျိုးသားတွေကအခမ်းမသိရင်အကြီးကျယ်ပြဿနာပေါ်တတ်တယ်နော်35မှာ54ခွဲခွာနေကွဲကွာတတ်တယ်၎င်းကြောင့်ကိုယ်မှာကိုယ်သိက္ခာတွေထိခဲ့တဲ့သူ့မို့ခွဲခွာတဲ့သူ့မို့ကွဲကွာတတ်တယ်နော်အကြောင်းတစ်ခုမို့တစ်ခုပြဿနာဖြစ်တတ်တယ်ပေါ့အဲကြောင့်မို့အမျိုးသားတွေကတော့35ကျော်ကိုယ်အိမ်တော်ကြီးကံကြီးကောင်းအောင်ပြုပြင်နိုင်ဖို့လိုရတယ်မပြုပြင်တော့35ဒီ54ဆိုတဲ့ကာလမှာတော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်စိတ်ပင်ပန်းမှုများစွာနဲ့ဖြတ်တန်းရမှာဖြစ်တယ်ဆိုတော့လုပ်ငန်းစည်းဝါးတွေတဲ့အဆင်ပြေတယ်အားလုံးအဆင်ပြေတဲ့အချိန်ကျမှကွာအိမ်တော်ကြီးကြောင့်တော့ကရအောင်ဆိုလေဒီနဲ့မတန်သေးဘူးဆိုတော့ကွာပြင်ရမှာပေါ့နော်ဒါကြီးကမကောင်းလို့ကွာအိမ်တော်ကြက်ကမသူ35ကျော်နေနေကနဲ့မပေါင်းတော့ပြောလို့မရဘူးလေနော်ကိုစတဲ့ဇလန်းကကွာဆုံးအောင်သွားမှာဆိုတော့အိမ်တော်ကြီးကံကြီးကောင်းအောင်လုပ်ပြီးဖို့လိုအပ်တယ်နောက်တစ်ခုအားနည်းချက်လေးတစ်ခုပြောမယ်ကျမ်းမာရေးညက်တဲ့နော်ကြည့်ရအောင်နော်ကျမ်းမာရေးတစ်ခုအန်နေတော့မရှိဘူးနော်25ဒီနေ့ဆရာတစ်ခုပြောနော်ကျမ်းမာရေးတွေညက်တဲ့တယ်ဟိုကဖြစ်တရားဖြစ်အဲ့ဒီ35ကျော်တော့54ပါလေကျမ်းမာရေးဟိုကဖြစ်တဲ့တရားဖြစ်တဲ့တိုးတော်လည်းအန်နေတော့မရှိဘူးကိုကံကကောင်းတဲ့အတွက်လဲသွားနိုင်တဲ့အနေထားတော့မရှိဘူးတိုးတော်လည်းတစ်ခုမဟုတ်တော့တစ်ခုပြတဲ့အဲ့ဒီကိုရော့နေတာလေးကိုကသိရှိပြီးတော့ပြုပြင်လိုက်မယ်ဆိုရင်ဘာပဲပြောကံကပြီးတဲ့ကာလမှာကိုဘဝအောင်မြင်မှုတွေစိုက်ထူနိုင်တာပေါ့အဲ့လိုစိုက်ထူရင်းနဲ့54ရတစ်ခုပဲကိုဆက်သွားအောင်မယ်ဘယ်သွားမလဲ66ကံကောင်းနေသေးလားဆိုတော့ကံလေးကကြမသွားသေးဘူးတဲ့ကောင်းနေတော့မယ်တဲ့ဒါဆိုတော့အဆင်ပြေတာပဲเนาะဆိုတော့ကံလေးကောင်းနေဆိုတော့ငွေကံရောကောင်းနေတော့မလားငွေကံလေးရတဲ့ဘယ်လက်ကပ်ပါလာတော့မကောင်းနေတော့မယ်တဲ့တိုက်တာတစ်ခုလေးရာနှုံးမပြည့်တော့လဲကောင်းနေတော့မယ်တတ်မှတ်လို့ရတယ်ကောင်းတယ်လို့တတ်မှတ်လို့ရတယ်အလုတ်ကံလေးရောအလုတ်ကံလေးကလည်းဘယ်လက်တိတ်မကွာသေးဘူးတဲ့အချိန်လေးက54ရအချိန်လေးကဒီဘက်မှာ66ဒီပါလာတော့မယ်နော်66ဒီပါလာတော့မယ်အမျိုးသမီးတွေအိမ်တော်ကြီးကလေးဆက်ကောင်းနေတော့မယ်အမျိုးသားတွေကဆက်ကြနေတော့မယ်ဒါတတိထားမယ်နော်အမျိုးသားတွေက35နောက်ပိုင်းကအိမ်တော်ကြီးကလေးကနေလာတယ်54 56ဆက်နေနေတော့မယ်အမျိုးသမီးတွေကတော့အကောင်းတဲ့ဒီအတိုင်းတာလေးကဒီတိုင်းသွားကောင်းနေတော့မယ်ငါ35ကျော်နဲ့အိမ်တော်ကြီးကောင်းလာတယ်ကံလေးကလည်းကောင်းလာတယ်အလုတ်ကံလေးကလည်းကောင်းလာတယ်ငွေကံလေးကလည်းကောင်းလာတယ်ရာနှုံးတော့မပြည့်ဘူးเนาะတိုးတော့လည်းကောင်းနေတယ်ကောင်းတာကမှကိုကကောင်းအောင်လုပ်မဆိုရင်တော့ဘာပဲပြော54အတွင်းကအချိန်တိုင်းဒီဘက်မှာ66ကိုဆက်လက်ဖြတ်တန်းမှာကိုကံကောင်းခြင်းလေးတွေနဲ့เนาะအဲကြောင့်ကျမ်းပါကြီးတဲ့ကောင်းသွားပြီဆိုတော့အားနေချက်ပြောဆိုအမျိုးသားတွေရဲ့အိမ်တော်ကြီးကံလေးတစ်ချက်အားနေတာတွင်ကျန်တာတွေကအဆင်ပြေတယ်အဲ့လိုအဆင်ပြေမှုလေးတွေနဲ့ဆက်သွားအောင်မယ်66ကလေးဘယ်ဆက်တော့86 86 89ဒီသွားမယ်မသိမချင်းဝါ86မယ်ဆိုတော့ကံလေးကကောင်းနေတော့မလားတဲ့66ကျော်တော့ကံလေးကတော့အကြီးအရှိန်လေးကဒီတိုင်းသွားနေတော့မယ်ဒီသွားတဲ့နှုံးလေးကနော်ဒီတိုင်းလေးသွားနေတပြင်းကြီးသွားနေတော့မယ်90လောက်ကောင်းတဲ့နှုံးလေးကဘာချောက်ကံလေးကောင်းနေတော့မယ်တဲ့ငွေကံလေးလည်းကောင်းနေတာဆိုဥဇတ်တာကောင်းနေပေါ့နော်အလုတ်ကံပြဿနာမရှိတော့လေ66ကျော်မှတော့အလုတ်ဆိုတာပြင်ဆင်သွားတဲ့ကာလအလုတ်ကံကောင်းမကောင်းပြဿနာမရှိတော့ဟုတ်တယ်မလားကိုကံနဲ့ငွေကံလေးကောင်းရင်ကိုကြံတဲ့တက်ဆုံးတိုင်းဘဝမှာအေးချမ်းနေလို့ရပြီဒီကကြတဲ့ကျမ်းမာရေးတဲ့ကောင်းလာပြီဒါဆိုရင်တော့အဆင်ပြေတာပေါ့အဲ့ဒီမှာဆိုတော့ဘာလီအားနေတယ်ဆိုတော့ဘာလီအားနေတယ်ဆိုတော့အဲ့ဒီချိန်မှာပြဿနာလေးကဘာဖြစ်တတ်တယ်ဆိုတော့66ကလေ89ဆိုတဲ့ကာလအတွင်းမှာမီးနဲ့ပတ်သက်တဲ့အန်ရီရီလျှက်စစ်နဲ့ပတ်သက်အန်ရီတို့မို့အမှုပြဿနာလေးကြုံတွေ့ရတတ်တယ်ဒါဆိုရင်ကိုကဘယ်ဟာလေးကအားနေနေတာလေကားတစည်းတို့ပေါ့ကိုကမှာဘာလေးကအားနေနေအားရတဲ့ဟာလေးပြင်သွားမယ်ဆိုရင်ဒါလေးဒီပြပိတ်ရှိနေမှာမလားနိုင်ဘူးကိုကမကာကွယ်နိုင်လို့ဝင်လာတာအကုသိုလ်ဆိုတာနော်အနှောက်အယှက်ဆိုတာကိုကကာထားမလို့ဒီအနှောက်အယှက်ဒီဝင်လို့မရအဲဆိုရင်ဒီဇာတာရှင်တွေကအဲ့ဒီကံလေးကတော့
36ကလေး54 54ကလေး66 66ကလေး80ခွန်ကန်လေးကတော့ကောင်းနေတော့မယ်အကြတဲ့မှာပြည့်တဲ့ဟာလေးတွေနည်းနည်းလေးပြင်သွားမယ်ဒါတော့အများကြီးပြင်မှာမဟုတ်နော်ကားလေးဆိုလို့ရှိရင်ဟိုဟာလေးဖြစ်တယ်ဒါနည်းနည်းလေးပဲပြင်သွားတာနဲ့ကိုကားလေးကအစင်ချောချောမောင်းလို့တနားကြီးမှာ80နဲ့မောင်းမလား90နဲ့မောင်းမလားမောင်းလို့ရတယ်အဲကြောင့်မို့ဒီငါးကျွင်းရာစပွားအင်္ဂါတတမိတွေကတော့တကယ်တမ်းညက်နဲ့ကာလပြောပါဆိုရင်25နဲ့35ဆိုတဲ့10နှစ်တာကာလမှာသာလျှင်အညက်တွေကိုဖြတ်တန်းခဲ့ရပြီးတော့စတင်မွေးပွားတဲ့25ကန်ဒီကောင်းတယ်25 35မကန်တာလေးပြုတ်ချခြင်းမှာကိုကပြုပြင်သွားမယ်35ကျွတ်တာနဲ့ဟိုးဘက်ဒီ80ခွန်ဒီကန်လေးကကောင်းတဲ့အချိန်လေးဒီတောက်လျှောက်ကောင်းနေဖြစ်တဲ့ဒီသားအချိန်လေးကတော့ကံကြံဝိရိယသုံးပါလုံးကျူးစားဆောင်ရွက်မဲ့သူတွေဆိုလို့ရှိရင်ဘဝမှာအစဉ်ပြေပြေနဲ့အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းရမယ့်ဇာတာရှင်တွေဖြစ်ပါတယ်။ကံအကြောင်းတရားကိုမယုံကြည်တဲ့သူတွေကတော့နည်းငယ်အခက်အခဲလေးတွေကြုံတွေ့နိုင်ပါလေလို့ပြောကြားနေဆရာကြီးညငါကျွင်းရာဇဘွားအင်္ဂါတသမီးရဲ့ဘဝကံတန်းကိုဒီမှာအဆုံးသတ်မယ်ဆိုတော့မျက်ဖြင့်ကြလို့ရှိရင်ငါကျွင်းထွန်ဘွားဗုဒ္ဓဝုတသမီးရဲ့ဘဝကံတန်းခေါ်ပြောပေးမှာစာမိတ်ဆွေတွေမှာငါကျွင်းအထွန်ဘွားဗုဒ္ဓတသမီးပါရှိရင်စာရဲ့အစီအစဉ်လေးကိုစောင့်ကြည့်နိုင်ပါကြောင်းပြောချလိုပါလေနောက်တစ်ခုကနံပါတ်1စမ်းပြည်ရင်ပညာနဲ့ပတ်သက်လို့သိချင်တဲ့အကြောင်းအရာလေးတွေပညာရနဲ့ပတ်သက်တဲ့အကြောင်းအရာရှိရင်ဆရာကိုကောမဒီမှာမေးမြန်းထိုင်ပါလေဆရာလိုက်ပြီးတဲ့အခါမှာအလင်းတင်တယ်လို့ပြန်နေဖြေချပြီးတော့မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့ဘဝကံနဲ့ပတ်သက်တဲ့အကြောင်းလေးတွေသိချင်တယ်ဆိုလို့ရှိရင်ဆရာကိုမေးမြန်းထိုင်ပါတယ်ဆရာလိုက်ပြီးတဲ့အခါမှာအလင်းတင်တယ်လို့ပြန်နေဖြေချပြီးတော့မှာဖြစ်ပါတယ်ပြောချင်ရတဲ့ညဆရာရဲ့ငါးကျွင်းစာတာချင်းရာဆက်ဘွားအင်္ဂါတသမီးများရဲ့ဘဝကံနဲ့ဟောပြောခြင်းအစီအစဉ်ဒီမှာနေတိတံမှာဖြစ်ပါတယ်။မနေ့ဖြစ်ည7နာရီခွဲခန့်အချိန်လေးမှာဆရာတို့ပြန်လည်ဆုံတွေ့ကြမယ်။ကောင်းသောညချမ်းဖြစ်ပါစေဗျာ။လိုင်းချလို့မရ။လိုင်းမကြကြင်တော့ခါတကားလိုပဲလိုင်း